အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီ video lecture series လေးတွေကိုမပို့ချပြတာနည်းနည်းအဆက်ပြတ်သွားတယ်ပေါ့နော်ဟိုကြားလုပ်ကိစ္စလေးရှိတယ်အဲ့တော့ဒီတစ်ခေါက်တော့ကျွန်တော်ဟိုပါပေါ့ဒီ public administration နဲ့ပတ်သက်တဲ့နောက်ထပ်ပို့ချချက်တစ်ခုကျွန်တော်ဒီနေ့ဆွေးနွေးသွားမှာဖြစ်ပါတယ်ပေါ့နော်ကျွန်တော်ကတော့ဖုန်းပြေဆိုပါအဲ့တော့လောလောဆယ်တော့ကျွန်တော်ဟိုပါပေါ့ဒီချင်းမိုင်တိုက်ဆိုမှာကျွန်တော်ပြည်သူ့ရေးရာမူဝါဒဘာသာရပ်ကိုတက်ရောက်နေတဲ့ candidate တယောက်ဖြစ်တယ်ပေါ့နော်အဲ့တော့ဒီနေ့ကျွန်တော်ပို့ချဆွေးနွေးသွားမယ်ခေါင်းစဉ်ကတော့ဘာလဲဆိုတော့ကျွန်တော်ဟိုပါပေါ့ paradigms of public administration เนาะအဲ့တော့ပြီးခဲ့တဲ့အပတ်တွေကတော့နည်းနည်းလေးဟိုပါပေါ့ wrap up လေးလုပ်လိုက်လို့ရှင်ကျွန်တော်တို့ကတမိန်ဦးကြပဲပြောเนาะ traditional ပဲပြောเนาะကျွန်တော်တို့ဒီပြည်သူ့ရေးရာစီမံခန့်ခွဲမှုစီမံအုပ်ချုပ်မှုအဲ့ဒီ theory တွေပညာရပ်တွေအကြောင်းကျွန်တော်တို့ပို့ချဆွေးနွေးခဲ့တယ်ပေါ့အဲ့တော့ဒီနေ့ပို့ချမဲ့ဟာကတော့စိတ်ဝင်စားဖို့ကောင်းတယ်ကျွန်တော်တို့နောက်တစ်ခုကဒီမိုကရေစီစနစ်နဲ့လည်းအရန်ကိုက်ညီမှုလည်းရှိတယ်ပြီးတော့ဒီဟိုပါပေါ့ဖွံ့ဖြိုးပြီးနိုင်ငံတွေပေါ့နော်ဖွံ့ဖြိုးတိုးတက်ပြီးနိုင်ငံတွေဟို developing country မဟုတ်ဘူးเนาะကျွန်တော်တို့နိုင်ငံလိုမျိုးတကယ်ဖွံ့ဖြိုးတိုးတက်ပြီးတဲ့ထားပါတော့ American လိုမျိုးเนาะဒီလိုမျိုးဒီဥရောပနိုင်ငံတွေလိုမျိုးတကယ်ဖွံ့ဖြိုးတိုးတက်ပြီးတဲ့နိုင်ငံတွေမှာလက်တွေ့အသုံးချပြီးတော့အောင်မြင်နေတဲ့ပြည်သူ့ရေးရာစီမံခန့်ခွဲမှုပြည်သူ့ရေးရာစီမံအုပ်ချုပ်မှုเนาะဘယ်လိုပဲပြောအဲ့ဒီကိစ္စရပ်တွေမှာအသုံးပြုနေတဲ့ theory နောက်တစ်ခုကဒီနီလန်းနေဖြစ်တယ်เนาะအုပ်ချုပ်ရေးပုံစံနီလန်းနေဖြစ်တယ်အဲ့တော့ကျွန်တော်ဒီဟာကိုတော့ဒီ lecture ကိုတော့ထုံးစံအတိုင်းပဲကျွန်တော်တနာရီတွင်းဝင်အောင်တော့ကျွန်တော်စူးစမ်းပြီးတော့မနေလုံးမမြန်လုံးဖြစ်အောင်တော့ကျွန်တော်စူးစမ်းပြီးတော့ပြောသွားတာပေါ့နော်အဲ့တော့ပြောချင်တာလေးတစ်ခုကတော့ဒီဘာသာရပ်ကိုတကယ်စိတ်ဝင်စားတဲ့လူတွေအနေနဲ့ဒီအုပ်ချုပ်ရေးနဲ့ပတ်သက်ပြီးတော့ဟိုပါပေါ့စနစ်တကျနားလည်သွားလိမ့်မယ်လို့เนาะဘုဟုတုဒလည်းရမယ်စနစ်တကျနားလည်သွားမယ်လက်တွေ့နယ်ပယ်မှာလည်းအသုံးချနိုင်မယ်ဆိုလို့ရှိရင်ကျွန်တော်အနေနဲ့ဒီလိုမျိုးပို့ချချက်တွေကိုကျွန်တော်လည်းသိမအားတဲ့ကြားတွေကအချိန်ယူပြီးတော့ဟိုပို့ချပေးရတာအကျိုးဟိုပါပေါ့ပို့ချအကျိုးနှက်လိမ့်မယ်လို့ကျွန်တော်ယုံကြည်ပါတယ်ပေါ့အဲ့တော့စလိုက်အောင်အဲ့တော့ဘာတွေလဲဆိုတော့ public administration ရဲ့ကြီးမားတဲ့လှည့်ပြောင်းက new public services နဲ့ new public governance အဲ့တော့သူကရိုးရိုး public service မဟုတ်တော့ဘူးเนาะ new ဖြစ်သွားပြီအသစ်ပုံစံအသစ်နောက်တစ်ခုက new public governance ပြည်သူ့အုပ်ချုပ်မှုပုံစံအသစ်ပေါ့เนาะအဲ့တမယိုးကြမဟုတ်ဘူးအဲ့တော့သူ့ရဲ့ overview ကကျွန်တော်တို့ဘာလဲဆိုတော့တမယိုးကြစီမံခန့်ခွဲမှုနဲ့เนาะပြည်သူ့ရေးရာစီမံခန့်ခွဲမှုပုံစံအသစ်เนาะ new public governance တို့ဆက်နွယ်နေတဲ့အားနည်းချက်များနဲ့ပတ်သက်ပြီးတော့ဒီเนาะမကြသေးမီဆယ်စုနှစ်များအတွင်းကပြည်သူ့ရေးရာစီမံခန့်ခွဲမှု theory နောက်တစ်ခါသုတေသနနဲ့เนาะဒီ practice တွေမှာပြည်သူ့ဝန်ဆောင်မှုအသစ်နဲ့ပြည်သူ့အုပ်ချုပ်မှုအသစ်တို့ပေါ်ထွက်လာခဲ့တယ်အဲ့တော့ဒီခန်းမှာတော့ပြည်သူ့ရေးရာစီမံခန့်ခွဲမှုဆိုင်ရာဒီနဲ့ပတ်သက်တဲ့ဒီယူဆတွေကိုအခြားပုံစံတွေနဲ့နှိုင်းယှဉ်ထားတယ်အဲ့တော့ပြည်သူ့ရေးရာစီမံခန့်ခွဲမှုရဲ့ပုံမကျယ်ပြန့်ပြီးတော့မှပို့ပြီးတော့
ပြောင်းတာလွဲတာရှိတဲ့နော်ပြောင်းတာပြောတာပေါ့ flexible ဖြစ်တဲ့အယူအဆတစ်ခုကိုဖော်ဆောင်နိုင်ဖို့ဒါမှမဟုတ်လို့ရှိရင်ဖြည့်ဆွတ်မှုဒါမှမဟုတ်လို့ရှိရင်စုစည်းမှုတွေနဲ့ပတ်သက်ပြီးတော့လည်းစဉ်းစားသုံးသပ်ထားတယ်ဒါကတော့ခုနကကျွန်တော်ပြောနေကြတယ်လို့ပဲဒါကျွန်တော်တို့ကဒီဘာသာရပ်တွေကအင်္ဂလိပ်လိုပဲရေးထားတာအဲ့တော့ဒါကိုကျွန်တော်တို့မြန်မာမှုပြုတဲ့အခါမှာအနေငယ်ထောက်နေရတယ်ရှိတယ်ဒါကတော့ကိုယ့်ရဲ့သိနာလည်မှုပေါ်မှာเนาะဘာသာစကားပေါ်မှာသိနာလည်မှုကိုယ့်ရဲ့ပေါ်မှာမူတည်ပြီးတော့ကျွန်တော်တို့အဆင်ပြေသလိုဟိုပါပေါ့เนาะကျွန်တော်တို့နားလည်လို့ရတယ်အဲ့တော့ဟိုပါပေါ့ခုနကပြောလို့မျိုးဒီ interpretation transfer ပါပေါ့เนาะဒီ translation ဆိုတာတက်ကို interpretation ပေါ့เนาะကိုဒီယာရဲ့ဟိုဟာဘလို့နားလဲသဘောပေါက်လဲသူ့ရဲ့ concept ကိုမိလားဆိုတာအဲ့ဒါတော့ပိုအရေးကြီးပါတယ်ဒီစကားလုံးတွေထက်ကိုလေအဲ့တော့ကကြတော့ကျွန်တော်တို့ခဏလေးတော့နေအဲ့တော့ဒီမှာကျွန်တော်တို့က resource တွေနဲ့ဆိုလို့ရှိရင်ဒီဟာကိုကျွန်တော်တို့ဘာတွေသုံးတာလဲဆိုတော့ဒါ reference တွေပေါ့ reference တွေကဒီဟိုဟာကိုသုံးထားတယ်เนาะဒီခုနကပြောသလိုမျိုး a comparative analysis of new public management new public service and new public governance เนาะအဲ့ဒါကိုကျွန်တော်တို့ဒီ paper ကိုကျွန်တော်တို့ reference လုပ်ထားတယ်အဲ့တော့သူကတော့ဘယ်မှာ publish လုပ်ခဲ့လဲဆိုတော့ Asian Political Science Review ဆိုတဲ့ဒီ academic journal ပေါ့အဲ့မှာသူ author တွေကတော့ဒါခုနကပြောသလိုမျိုးဟိုပါပေါ့ Sriram နောက်တစ်ခုကသူရှေ့ဒါဟိုပါပေါ့ဒီသူ့ရဲ့ဟိုဟာလေးတွေပဲဒါဆိုလို့ရှိရင်ဒါ author တစ်ယောက်ဒါဆိုရင် author တစ်ယောက်ရှေ့ရတစ်ယောက်နောက်ပြီးတော့မှနောက်ပါရှိမလဲမီတာစုတီရက်နောက်တစ်ယောက်ကဒါ Raj Party ရက်ခွန်ထားပါတော့เนาะဒါသူတို့ရဲ့နာမည်author နာမည်တွေပေါ့အဲ့တော့မှ new public management နဲ့ပတ်သက်ပြီးတော့ဆွေးနွေးကြမယ်ပေါ့ new public management နဲ့ပတ်သက်ပြီးတော့ပထမဦးဆုံးကျွန်တော်တို့စတင်ပြီးတော့ဆွေးနွေးကြမယ်အဲ့တော့new public management ဆိုတော့ကျွန်တော်တို့ဒီမှာခဏလေးပါအဲ့တော့ချက်ကြည့်မယ် new public management ဒီမှာပေါ်လာတယ်เนาะအဲ့တော့ new public management ဆိုတာဘာလဲဆိုတာကိုကျွန်တော်တို့တစ်ချက်ဒါကတော့သူက AI ကနေပြီးတော့တန်းပြီးတော့တင်ပေးလိုက်တာပေါ့အဲ့တော့ဒါကိုကြည့်လဲရပါတယ်တို့ပေါင်းအနေနဲ့ကတော့ new public management ဆိုတာ a method of running public services เนาะဒီပြည်သူ့ရေးရာဝန်ဆောင်မှုလုပ်ငန်းတွေကို run တဲ့ method တစ်ခုပဲဖြစ်တယ်ဟုတ်တော့အဲ့တော့ तू ကဘယ်လိုနည်းစနစ်ကိုသုံးထားလဲဆိုတော့ uses business like tactics တော့စီးပွားရေးလုပ်ငန်းတွေလိုပဲကျင့်သုံးတယ်เนาะဆိုရဆန်ကြီးမလုပ်ဘူးစီးပွားရေးလုပ်ငန်းတွေလိုမျိုးထိရောက်ဖြစ်အောင် तू ကသုံးထားတဲ့နည်းပညာเนาะ to improve efficiency နဲ့ effectiveness เนาะထိရောက်မှုရှိအောင်ထိရောက်ဖြစ်အောင်သူကလှုပ်ဆောင်ပေးတဲ့စနစ်ပေါ့ new public management ဆိုတာကတော့အဲ့တော့ NPM focuses on accountability เนาะတာဝန်ယူမှုတွေ result เนาะရလဒ်တွေနဲ့ cost effectiveness ဒါကုန်ကြတာနဲ့ပြန်ရတာနဲ့ဒါထိရောက်မှုရှိအောင်เนาะ cost effectiveness ဖြစ်အောင် and uses market mechanisms เนาะအဲ့တော့ဒီဈေးကွက်ရန်နေရ
ဘယ်လိုမျိုးလဲဆိုတော့ like competition and contracting out to improve public service delivery ပြိုင်ဆိုင်သဘောတဘာဝရှိသူကဘယ်လိုဒီလိုမျိုးတမယိုးကြအစိုးရလုပ်ငန်းတွေလိုမျိုးဘယ်ချိန်မှဘယ်ပြီးเนาะဟိုခုနကပြောလိုမျိုးဟိုဒီလိုမျိုးတမယိုးကြကြီးလုပ်နေတာမဟုတ်ဘူးသူမှ competitive ဖြစ်တယ်သူပြိုင်ဆိုင်မှုရှိတယ်ပြိုင်ဆိုင်မှုရှိတယ်ပြိုင်ဆိုင်သွားတဲ့ပုံစံမျိုးနောက်တစ်ခါဒီ contract out ဆိုတာအပြင်သူကဒီဟိုပေါ့ဟို contractor တွေနဲ့ငှားပြီးတော့မှသူကဒီ public service delivery ပြည်သူ့ရေးရာဝန်ဆောင်မှုတွေပေးတဲ့အချိန်မှာသူကအစိုးရဝန်ထမ်းအနေနဲ့ပဲလုပ်တာမဟုတ်ဘူးအပြင်ကုမ္ပဏီတွေကိုပေးတာတဲ့ပဲဟိုဒီလိုမျိုးပြောလိုက်ရင်တော့အဲ့ဒီသဘောကိုပြောတာအဲ့တော့ဒါတွေကတော့ခုနပြောသလိုမျိုးကျွန်တော်တို့တွေနဲ့ရင်းနှီးပြီးသားစကလုံးတွေနဲ့ပြောမယ်ဆိုတော့ဒါတွေကဟိုဟာတွေကိုပြောတာကျွန်တော်တို့က joint venture တို့ joint venture ဆိုတာကကျွန်တော်တို့အစိုးရနဲ့ပုဂ္ဂလိကကုမ္ပဏီနဲ့ JV ခေါ်တယ်အဲ့တော့ခုနကပြောသလိုမျိုး sorry အဲ့တော့เนาะjoint venture ရှိမယ်နောက်တစ်ခုကဘာရှိမလဲဆိုတော့ဒီမှာကျွန်တော်တို့ joint venture ကိုလည်းကျွန်တော်တို့ဘုသူတာအလုံးမှာကျွန်တော်တို့တစ်ချက်ပြန်ကြည့်လိုက်အောင်ဒီမှာ joint venture ရှိပြီအဲ့တော့ joint venture ဆိုတာကခုနပြောသလိုမျိုးသူကလည်း business arrangement ပေါ့နော် so two or more parties เนาะဒါနှစ်ခုဒါမှမဟုတ်နှစ်ခုထက်ပိုတဲ့เนาะဒီဟိုပါပေါ့ဒီ parties တွေကဟိုပေါင်းပြီးတော့လုပ်တာเนาะ resources to achieve a common goal ဒီဘုံရည်မှန်းချက် sorry ဘုံရည်မှန်းချက်တွေအောင်မြင်ပြီးမြောက်ဖို့အတွက်เนาะ in a JV လို့ကျွန်တော်တို့ခေါ်ကြတယ် the parties share ownership သူတို့ရဲ့ ownership တွေကိုသူတို့ share လုပ်တယ် returns တွေပြန်ရတဲ့အကျိုးအမြတ်တွေနောက် risks တွေเนาะ risks တွေကိုလည်းသူတို့မျှခံတယ်ပြီးတော့ and governance အုပ်ချုပ်မှုကိုလည်းသူတို့မျှပြီးတော့ယူကြတယ် JV အဲ့တော့ the parties နောက်တစ်ခုက each party contribute a specific set of resources such as capital ဆိုတာပတ်စံအောင်ပြောတာเนาะအရင်နောက်တစ်ခုက technology နည်းပညာနောက် personnel เนาะလူတွေပေါ့လူစွမ်းရင်းမြစ်တွေ or intellectual property ဒါသူတို့ရဲ့ညာနာပိုင်ဆိုင်မှုတွေပေါ့ in exchange for a share of the venture revenue ဒါဖက်ဆက်ပေါ့ဒါကျွန်တော်တို့မြန်မာလိုဆိုရင်တော့ဖက်ဆက်ကုမ္ပဏီကိုပြောတာเนาะဒါကုမ္ပဏီ law ထဲမှာလည်းဒါ joint venture ကုမ္ပဏီဆိုတဲ့ဟာပါတယ်မြန်မာကုမ္ပဏီ law တွေမှာပဲဖြစ်တခြားနိုင်ငံတွေရဲ့เนาะကုမ္ပဏီ law တွေမှာပဲဖြစ်ရှိတယ်နောက်က expenses and control ဒါ joint venture ကိုပြောတာနောက်တစ်ခုက new public management ပုံစံတင်မှာနောက်တစ်ခုကစီးပွားရေးဆန်ဆန်လို့တော့နောက်တစ်ခုကဘာရှိလဲဆိုတော့ကျွန်တော်တို့ရှိသေးတယ် joint venture ရှိမယ် PPP ဆိုတာရှိတယ်เนาะ PPP ဆိုတာရှိတယ်ဒါကဟိုပါပေါ့သူ့ရဲ့ model business model ပုံစံတွေကဒီ new public management ပုံစံတွေကတော့အများကြီးရှိတယ်သို့တော်လည်းပဲဟိုအသုံးများပြီးတော့အသိများတဲ့ဟာဟိုကျွန်တော်ပြောပြတာ public private ဒီမှာတက်လာပြီအဲ့တော့ public private partnership ဆိုတာဘာလဲဆိုတော့ဒါကတော့ AI မပေးတော့ wiki နဲ့ပဲကြည့်လို့ရပါတယ်ဒါကတော့အဲ့တော့ wiki တွေကတော့ကျွန်တော်တို့ဒီ academic အနေနဲ့ကျွန်တော်တို့ reference paper တွေမှာ reference လုပ်လို့မရဘူးသိစေချင်ရင်လည်း wiki တွေကဟာတွေကိုကျွန်တော်တို့ reference လုပ်လို့မရဘူးအဲ့တော့ဒါမဲ့တခုတော့ရှိတယ်ဒီလိုမျိုးဟို generally ကတော့သုံးလို့ရပါတယ်ဟိုအဲ့တော့ public private partnership ဆိုတာကတော့ကျွန်တော်တို့ဒီဟိုပါပေါ့နော် is a long term arrangement နဲ့သူကဟိုပါပေါ့နှစ်ရှည်ဟိုသဘောတူညီချက်တခုပဲဘယ်သူနဲ့လဲဆိုတော့ between the government and private sector institution အဲ့တော့အစိုးရနဲ့ private sector ဒီပုဂ္ဂလိကပေါ့နော်ပုဂ္ဂလိကကုမ္ပဏီတွေကိုပြောတာအဲ့တော့ typically ပုံမှန်အပြင်ကတော့ဟိုဒီ it involves private capital financing government project
အဲ့တော့ဆိုလိုတဲ့သဘောကအစိုးရ private capital financing government project เนาะ government အစိုးရ project တော့မှန်တယ်ဒါပေမဲ့ပတ်စံကဘယ်ရလာလဲဆိုတော့ private ကနေပြီးတော့ private ပတ်စံနဲ့သုံးတာเนาะအစိုးရလုံးပိုင်ခွင့်ချပေးလိုက်တာအဲ့ဒါကိုပြောတာ public private partnership and services up front and then drawing revenues from taxpayer အဲ့တော့ပြီးတော့မှအခွန်ပြန်ကောက်တယ်เนาะဒီသူတို့ရဲ့ service တွေကိုသုံးတဲ့ခွန်ထမ်းနေစီကနေအခွန်ပြန်ကောက်တယ်and users for profits over the course of the PPP contract เนาะ PPP လို့ကျွန်တော်တို့ခေါ်တယ် JB လို့ခေါ်တယ် PPP လို့ခေါ်တယ်အဲ့တော့ဒါထင်သာမြင်သာရှိတဲ့ဥမာတော့ land နေပဲမြန်မာနိုင်ငံမှာဆိုရင်เนาะခုနကပြောသလိုမျိုးဒီကျွန်တော်တို့ highway လမ်းမကြီးတွေပေါ့ highway လမ်းမကြီးတွေဒါကျွန်တော်တို့နိုင်ငံအနေနဲ့ဆိုရင်ဒါရန်ကုန်မန္တလေးမြန်လမ်းနောက်တစ်ခုကဒီကျွန်တော်တို့တခြားပြည်နယ်တွေကိုသွားတဲ့ highway လမ်းမကြီးတွေရှိတယ်အဲ့တော့တခြားပြည်နယ်နဲ့တိုင်းတွေကိုသွားတဲ့ highway လမ်းမကြီးတွေရှိတယ်လမ်းတွေကောင်းတယ်အဲ့ဒါဘာလုပ်တာလဲဆို PPP စနစ်နဲ့သွားတာအဲ့တော့အစိုးရပတ်စံမနိုင်တဲ့အခါမျိုးအထူးသဖြင့်เนาะအဲ့တော့ပုဂ္ဂလိကပေးတယ်ဆိုတာပုဂ္ဂလိကကိုဒါဒီပုဂ္ဂလိကနဲ့တွဲပြီးတော့ PPP ပုံစံနဲ့သွားတယ်အစိုးရဒီလမ်းကိုဖောက်ခွင့်ပေးတယ်အဲ့တော့ပုဂ္ဂလိကကုမ္ပဏီကငွေရောရင်းတယ်အဲ့တော့အဆုံးပေါ့နော်ဒီ machinery တွေရောရင်းပြီးတော့ဖောက်တယ်ရလာတဲ့အခါမှာဒါတိုးဂိတ်တွေဖွင့်တယ်အဲ့ဒီ gate ကြီးအဲ့ဒီတိုးဂိတ်ကနေပြီးတော့ဒါလမ်းလားအသုံးပြုပါဦးဒါအသုံးပြုတဲ့user တွေစီကနေကောက်တယ်အဲ့ဒါကိုသူတို့ဟိုပေါ့ခွဲယူကြတယ်ပေါ့သူတို့စာချုပ်ထဲမှာပါတဲ့အတိုင်းအဲ့ဒါကိုပြောတာ public private partnership เนาะအဲ့တော့နောက်ဆုံးနောက်တစ်ခုလေးထပ်ပြီးတော့ကျွန်တော်တို့တစ်ချက်ကြည့်လိုက်မယ်เนาะဟိုပါပေါ့ဆိုတော့ new public management ပုံစံနောက်တစ်ခုက BOT build operate transfer လို့ပြောတယ်အဲ့တော့ build operate transfer ဆိုတာလည်းရှိသေးတယ်အဲ့ဒါကိုလည်းကျွန်တော်တို့ရင်းနှီးကြပါတယ်သိတဲ့လူတွေဆိုလို့ရှိရင်လည်းအဲ့တော့ BOT လို့ခေါ်ကြတယ် it's a contractual agreement ဒါလည်းစာချုပ်နဲ့ပဲသွားတဲ့သဘောတူညီချက်တွေပဲ where a private entity is granted အဲ့တော့ private entity ဆိုတာလည်းဒါကုမ္ပဏီကိုပြောတာပါပဲပုဂ္ဂလိကကုမ္ပဏီက granted the right to design เนาะ design ဆွဲမယ် build ဆောက်မယ် and operate the project သူကကြတော့ဒီ project ကိုသူကအစိုးရနဲ့တော့မတွဲတော့ဘူးသူကြီးပဲဟိုပါပေါ့ operate လုပ်သွားတယ် for a set period of time နဲ့ဒါပေမဲ့သူ့မှာအချိန်သတ်မှတ်ချက်ရှိတယ်ဥပမာနှစ်20လား10နှစ်လားနှစ်30လားအဲ့တော့အဲ့အတွင်းမှာသူဒီသူပဲလုပ်ပိုင်ခွင့်ရှိတယ်သူလုပ်မယ်เนาะအဲ့တော့ in exchange for transferring it back to the public entity ပြီးတော့မှသူကနှစ်30လောက်for example လုပ်ပြီးတော့မှအစိုးရကိုသူကပြန်လွှဲပေးတာဒါကြောင့် transfer ဆိုတာသုံးတာလား entity when the contract and စာချုပ်ဆုံးသွားလို့ရှိရင်အဲ့တော့ BOD is a hybrid model ပေါ့နော်သူကတော့ဒါဒီပေါင်းစပ်ထားတဲ့ model တစ်ခုဖြစ်တယ် that combines elements of build insourcing and buy outsourcing เนาะဒါ BOD ကိုပြောတာအဲ့တော့ let's back to the material so that ဒါအဲ့တော့မှဒီ NPM နဲ့ပတ်သက်ပြီးတော့ဆွေးနွေးရမယ်ဆိုလို့ရှိရင်ပေါ့နော်ကျွန်တော်တို့ပြီးခဲ့တဲ့ lecture တွေတော့ကြတော့1980ခုနှစ်ရဲ့ဆယ်စုနှစ်အပိုင်းခြားကိုဆွေးနွေးခဲ့တဲ့အတိုင်းပဲဒီ new public management ဟာဒီပေါ့ဒီခေတ်သစ်စီးပွားရေး theory เนาะဒါ neo ဆိုတာခေတ်သစ်ကိုပြောတာခေတ်သစ် classic economic theory နောက်တစ်ခုက managerialism เนาะနဲ့ public choice theory เนาะ public choice theory အယူဆတွေကနေပြီးတော့မှပေါ်မှာအခြေခံပြီးတော့မှပေါ်ထွက်လာခဲ့တယ်တဲ့အဲ့တော့ဒါလေးတွေကိုလည်းကျွန်တော်တို့ဒီဘိုင်းလေးမှာလည်းနည်းနည်းတီးမိခေါင်းမိရှိအောင်ကျွန်တော်တို့အခြေခံလေးရှိတော့အောင်ကျွန်တော်တို့တစ်ချက်လောက်ဒါသူပြောတဲ့အတိုင်းကြည့်ကြအောင် new classics economic theory
new classics ထားပါတော့ new classical economics theory ဆိုတာ new classics economic theory is an economic theory ပေါ့နော်စီးပွားရေး theory တခုဖြစ်တယ် that emphasize သူကဦးစားပေးတယ် rational expectation เนาะ rational ဖြစ်တဲ့ဒီ expectation or the idea เนาะ that individual can make unbiased prediction about the future based on all available information so အဲ့တော့ဒါကသူအတူချုပ်လေးပဲဟိုဟာဖြစ်မှဆိုလို့ရှိရင်ပြောလိုက်မယ်ဆိုလို့ရှိရင်တော့ဒါသူကတော့ဒါ rational ပေါ့နော် rational ဖြစ်တယ်ဆိုတာဟိုဟာပေါ့ဟို bias တွေဟိုဟာပေါ့unbiased ဆိုတာသူဒီခုနကပြောလိုမျိုးဟိုဟာပေါ့ဟိုပိုင်းလိုက်မှုတွေမပါဘူးခုနကပြောတကယ်ဟိုအကျိုးကြောင့်ရှိအတိတ်ပဲရှိယုတ်တိရှိနဲ့ဒီလိုမျိုးသွားတဲ့သဘောတရားပေါ်မှာဟို emphasize လုပ်ထားတဲ့เนาะtheory ကိုပြောတာအဲ့တော့ဒါကတော့အကျယ်ကတော့ဒါကိုယ့်အကိုဖတ်ကြည့်လို့ရတယ်เนาะဆက်ပြီးတော့ဒီ literature တွေလည်းဟိုဒီကျွန်တော်တို့ရှိတယ်ပေါ့เนาะဒီ Google မှာရှာပြီးတော့ဖတ်လို့ရတယ်နောက်တစ်ခုကဘာရှိလဲဆိုတော့ managerialism managerialism theory ဆိုတာလဲဒါ theory ပဲเนาะစီမံခန့်ခွဲမှုနဲ့ဆိုင်တဲ့ theory ပဲအဲ့တော့ managerialism ကျွန်တော် AI ဟာလေးတွေပဲကျွန်တော်ဖတ်လိုက်တော့မယ်เนาะဒါကဘာမှမဖြစ်ပါဘူးပြီးမှ deep literature review ဆိုတာတော့ဒါကိုစိတ်ဝင်စားရင်စိတ်ဝင်စားသလိုကိုအချိန်ပေးရင်ပေးနိုင်သလို in depth ကျွန်တော်တို့လိုက်လေ့လာလို့ရတယ်ဒါကတော့ကျွန်တော် overall လောက်ပဲ introduce လုပ်တဲ့သဘောပဲအဲ့တော့ဟိုအမှန်တမ်းဝင်ခံရရင်ကျွန်တော်တို့လည်း AI area တိုင်းကိုကျွန်တော်တို့ in depth မသိဘူးကိုလုပ်တဲ့ research area ကိုလုပ်တဲ့ level လောက်ပဲကျွန်တော်တို့လည်းကျွမ်းကျင်တာအဲ့တော့ TI ဒီ level ကြီးကအကျယ်ကြီးပဲလေအဲ့တော့ managerialism is an ideology ရဲ့เนาะ that prioritize အတူတူပါပဲ prioritize လုပ်တယ် emphasize လုပ်တယ် focus လုပ်တယ်prioritize management interest in how organization are run เนาะအဲ့တော့ it is based on the belief သူကတော့ဒီဘာကိုယုံကြည်လဲဆိုတော့ that professional manager should plan and administer activities တဲ့အဲ့တော့ရိုးရိုး manager တွေမဟုတ်ဘူးเนาะဒီ professional manager ကိုပြောတာ professional manager ဆိုတာသူလုပ်မဲ့အလုပ်တစ်ခုကိုကျွမ်းကျင်တဲ့နားလည်တဲ့เนาะခုနကပြောသလိုမျိုး professional ဆန်းเนาะသူလုပ်နိုင်တယ်ဒီလိုမျိုးအရေးချင်းရှိပြီးစွမ်းဆောင်ရည်မြင့်တဲ့ manager တွေကိုပြောတာเนาะ managerialism can be applied to organization ဒါတွေကို organization ဒီ manager တွေကိုဒီ managerialism ယူဆကို organization တွေမှာသုံးနိုင်တယ်เนาะ public institution တွေမှာလည်းသုံးနိုင်တယ်เนาะအစိုးရလုပ်ငန်းတွေမှာလည်းဒီလို professional ဆန်းမဟုတ် professional manager တွေကိုသုံးမယ်ဆိုလို့ရှိရင်ပို့ပြီးထိရောက်တာပေါ့เนาะတမရိုးကြဒီရိုးအစိုးရဝန်ထမ်းအနေနဲ့စားလို့ရှိရင် professional manager တွေကိုသုံးမယ်ဆိုရင်အစိုးရလုပ်ငန်းတွေထိရောက်မယ်ပြည်သူလူထုကလည်းတကယ်ကိုကောင်းမွန်တဲ့ဝန်ဆောင်မှုလုပ်ငန်းတွေကိုရမယ်เนาะ and society ပေါ့အဲ့တော့ပို့ပြီးကျေပြန့်သွားတာတော့ဒါအများပြည်သူဒါလူမှုတိုင်ဝမ်အတွက်လည်းပို့ပြီးတော့ဟာပေါ့အတွက်လည်းပို့ပြီးတော့အသုံးကျတယ်အသုံးဝင်တယ်ပိုကောင်းတယ်ဒါကိုပြောတာပါအဲ့တော့ theory အခြေခံ theory ဒီနောက်တစ်ခုကတစ်ချက်ပြန်သွားလိုက်အောင်မယ်เนาะ theory ကလည်းနည်းနည်းဟိုဖြစ်ထားမှဖြစ်မယ် theory ကိုလည်းလွှတ်လို့မရအောင်အဲ့တော့ကျွန်တော်တို့ကနောက်တစ်ခုကဘာလဲဆိုတော့ public choice theory ကိုလည်းtheory ပေါ်မှာလည်းဒီ new public management ကအခြေခံထားတယ်เนาะအဲ့ယူဆအဲ့တော့ public choice theory ကိုလည်းတစ်ချက်ကြည့်လိုက်ရအောင် public choice ဒီမှာရှိပြီးသားအဲ့တော့ public choice theory ဆိုတာကကျွန်တော်တို့ public choice theory ဆိုတာကဘာလဲဆိုတော့ public choice theory is a branch เนาะအခွ
တစ်ခုပဲ ခွဲတစ်ခု of economics that uses economic methods နော်ဘာလို့ဒီ economics method ကိုပဲပြန်သုံးတယ် to study နော် political science နော်နိုင်ငံရေးသိပ္ပံနဲ့ government decision making ကိုလေ့လာဖို့အတွက်ကို economics method တွေကိုပြန်သုံးတာအဲ့ဒါကိုပြောတာစီးပွားရေးဒီနိုင်ငံရေးသက်ကြီးပဲမဟုတ်တော့ဘူး तू ကဟိုနိုင်ငံရေး theory တွေမဟုတ်နိုင်ငံရေးကို तू ကနိုင်ငံရေးအစိုးရ decision making တွေကို तू ကဒီစီးပွားရေးရှုထောင့်နေပြီးတော့เนาะစီးပွားရေးရှုထောင့်နေပြီးတော့ချင်းကပ်တာအဲ့ဒါကိုပြောတာ so it assumes that people are motivated by เนาะ by self interest အဲ့တော့ပြည်သူလူထုကပဲဥဆောင်တယ်ဒါကိုပြောလို့တာလူထုရဲ့ဆန္ဒလူထုရဲ့သဘောထားเนาะလူထုရဲ့လိုလားချက်ဒါတွေကိုသူပြောတာ public interest လူထုရဲ့အကျိုးစီးပွား and that the motivation of people in politics are similar to those those in the marketplace အဲ့တော့ခုနကပြောသလိုမျိုးဒီ people in politics ဆိုတာထားပါတော့ဒါကတော့ဒါဟိုပါပေါ့ဒီနိုင်ငံရေးသမားတွေကိုပဲပြောတာပဲဒီနိုင်ငံရေးစနစ်ထဲမှာရှိတဲ့နိုင်ငံရေးသမားတွေဒီအတိုင်းဝိုင်းထဲမှာပါတဲ့ stakeholder တွေအနေနဲ့ကဒီ market ထဲမှာရှိတဲ့ဟိုပါပေါ့လူလားချက်တွေနဲ့အတူတူပဲဟိုခုနကဆိုလိုတဲ့သဘောကသူ synchronize ပဲဒီဈေးကွက်ထဲမှာဒီလိုမျိုးဖြစ်နေတယ်ဆိုလို့ရှိရင်ဒါခုနကပြောသလိုမျိုးဒီနိုင်ငံရေးသမားတွေကလည်းဒီလိုပဲဟိုခုနကပြောသလိုမျိုးဆိုလိုတဲ့သဘောက market ကဖြစ်နေတာကတစ်မျိုးเนาะဟိုခုနကပြောသလိုမျိုးဒီအစိုးရကဆုံးဖြတ်လိုက်တာတစ်မျိုးဒါမျိုးပြောတာဒါထင်သာမြင်သာရှိတဲ့ဥပမာဆိုရင်ဒါကျွန်တော်နားလဲတာကတော့ဒါ exchange rate ပဲเนาะ exchange rate ဆိုတာ foreign exchange rate ဒေါ်လာဈေးအဲ့တော့ပြင်ပ market မှာအစိုးရသတ်မှတ်လိုက်တာကဟို realistic မဖြစ်ဘူးအရင်နေနေတယ်တကယ်တမ်း market ထဲမှာပေါက်နေတဲ့ dollar rate ကအရန်ကိုများနေတယ်အဲ့တော့ဘာတွေဖြစ်လာလဲဆိုတော့မလိုလားတဲ့ကျွန်တော်တို့ consequences တွေဖြစ်လာတယ်ဟလားဒီကျွန်တော်တို့ illegal trade smuggling တွေဒီလိုမျိုးတွေဖြစ်လာတယ်အဲ့ဒါကိုသူကဆိုလိုတာအဲ့တော့ theory ကဒီလောက်ဆိုလို့ရှိရင်ကျွန်တော်တို့ရပြီအဲ့တော့မှ so back to the new public management အဲ့တော့ဒီ new public management ဆိုတာခုနကကျွန်တော်ဆွေးနွေးခဲ့တဲ့ဒီကျွန်တော်တို့ဒီ theory တွေပေါ်မှာအခြေခံပြီးမှဖြစ်လာတဲ့ယူဆချက်เนาะ theory ပဲသူလဲအဲ့တော့သူကရလက်ကိုဦးစားပေးတဲ့ရလက်ကိုဦးစားပေးတယ်နောက်တစ်ခါဈေးကွက်ရန်နေရအောင်အာယုံစိုက်တယ်เนาะဈေးကွက်ကိုအာယုံစိုက်တယ်ဈေးကွက်နဲ့မကင်းกว่าဘူးပြည်သူလူထုနဲ့မကင်းกว่าဘူးအဲ့တော့နောက်တစ်ခုကဒီ new public management ရဲ့ချင်းကပ်မှုအသစ်တွေမှာပေါ့နော်အဓိကကတော့စွမ်းဆောင်ရည်ပြညွှန်းကိန်းများကိုအာရုံစိုက်တယ် key performance indicator ဆိုတာဒါသိတဲ့လူတွေအသိများကြပါတယ် key performance indicator တွေနဲ့ပြတယ်အဲ့ဒါတွေကဘာတွေလဲဆိုတော့အများကြီးပဲ GDP တို့ဟုတ်တယ်မလားနောက်တစ်ခုကခုနပြောလိုမျိုးဟိုဟာပေါ့ကျွန်တော်တို့ဟိုဟာပေါ့ဒီkey performance indicator တွေအများကြီးရှိတယ်အဲ့တော့ပို့ပြီးတော့ပြည့်စုံသွားအောင်ကျွန်တော်ကတော့ဒီမှာကျွန်တော်တို့ဟိုပါပေါ့နောက်တစ်ခုက World Bank's governance indicator တို့ဒါမျိုးတွေအများကြီးရှိတယ်အဲ့တော့ဒါတွေကိုကျွန်တော်တို့တစ်ချက်ပြန်ပြီးတော့ဟိုပါပေါ့ကြည့်လိုက်အောင်เนาะ key performance indicator တွေဆိုတာကဒီမှာเนาะအဲ့မှာso သူကအဲ့တော့ key performance indicator တွေကဘာလဲဆိုတော့ quantifiable เนาะmetrics တွေဖြစ်တယ် that measure သူကတိုင်းတာတယ် how well an organization ပါဒီအဖွဲ့အစည်းတစ်ခုကဘယ်လောက်ကောင်းကောင်းလှုပ်ဆောင်နေလဲเนาะသူရဲ့ goal တွေကိုသူရဲ့ရည်မှန်းချက်ပန်းနိုင်တွေကိုရောက်ဖို့နောက်တစ်ခါ KPIs are used to track and ဟိုပါပေါ့ခုနကပြောသလိုမျိုးsorry ကျွန်တော်ခုနကတခုပြောလိုက်တာတစ်ချက်တော့ဟိုပါဖြစ်သွားတယ်เนาะဒါ key performance indicator ခုနကပြောသလိုမျိုးဟိုပါပေါ့ GDP တို့ဘာလို့ဆိုတာလဲ indicator ပဲဒါပေမဲ့ခုနကပြောသလိုမျိုးသူကတော့ organization
ရဲ့ performance ကိုတိုင်းတာတဲ့ဟာတော့မဟုတ်ဘူးအဲ့တော့ KPI ကတော့ဟုတ်တယ်အဲ့တော့သူပြောတဲ့ဟာတော့ KPI ကိုပြောတာเนาะအဲ့တော့ခုနကပြောလိုမျိုး KPIs are used to track and analyze variety of factors including sales marketing finance customer service manufacturing and supply chain ဒါတွေကိုပြောတာဟုတ်ပြီเนาะခုနကတစ်ချက်ကျွန်တော်ဟောဖြစ်သွားတယ်အဲ့တော့ပြောတာကျွန်တော်ဟောလို့ပြောလိုက်မိတယ် GDP လို့ဘာလို့ပြောလိုက်မိတယ်မဟုတ်ဘူးเนาะအဲ့တော့မှကျွန်တော်တို့ပြန်သွားမယ်အဲ့တော့မှ methods of business အဲ့တော့စီးပွားရေးစီမံခန့်ခွဲမှုစီးပွားရေးစီမံခန့်ခွဲမှုနည်းစနစ်တွေကိုပြည်သူ့ရေးရာစီမံခန့်ခွဲမှုမှာအသုံးပြုဖို့အတွက်ကိုပေါ့နော်အသုံးပြုအဲ့ဒါကိုအားပေးတယ်ဒီစနစ်ကအဲ့တော့ပြည်သူ့ရေးရာစီမံခန့်ခွဲမှုချင်းကပ်မှုအဖြစ်တွေကသူ့သေသနာနဲ့လေ့ကျင့်မှုများမှာကဘာတဝမ်းမှာကဘာတဝမ်းမှာရေပန်းစားလာပါတယ်တဲ့နော် popular globally in research and practice again နောက်တစ်ခုကကြတော့ကျွန်တော်တို့ပြီးခဲ့တဲ့ဟိုပေါ့ session တွေမှာဆွေးနွေးခဲ့သလိုပဲเนาะ public private partnership have begun เนาะဆိုတော့ရှေ့တောင်အာရှအပါအဝင်ကမ္ဘာတဝန်းမှာ PPP အစီအစဉ်တွေကနေရာနှံ့ဖြစ်လာခဲ့တယ်တဲ့နေရာနှံ့ဖြစ်လာခဲ့အဲ့ဒါဆိုလိုတဲ့သဘောကတော့အသုံးများလာတာကိုပြောတာအသုံးချလာကြတယ်ဒီအစီအစဉ်ကအလုပ်ဖြစ်တယ်ဒါကိုပြောတာအဲ့တော့နောက်တစ်ခုကသူ့မှာကောင်းကွက်တွေရှိသလိုသူ့မှာလည်းဟိုဟာတွေရှိတယ်เนาะ problem တွေရှိတယ်အဲ့ဒါတွေကဘာလဲဆိုတော့ကျွန်တော်တို့ကဘာလဲဆိုတော့ဘာလဲဆိုတော့အဲ့မှာမေးခွန်းထုတ်ရန်အကြောင်းရင်းလေးတွေကဘာတွေဖြစ်လာလဲဆိုတော့ကျွန်တော်တို့ကဒီ new public management နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ကမေးခွန်းထုတ်ရမယ့်အချက်လက်လေးတွေကဘာတွေရှိလဲဆိုတော့ကျွန်တော်တို့ကနော်ဒီ new public management ကအများပြည်သူဝန်ဆောင်မှုကိုသုံးစွဲတဲ့လူတွေเนาะလက်ခံတဲ့သူတွေကိုနိုင်ငံသားတွေအဖြစ်ထက် customer တွေအဖြစ်သွားမြင်တယ်မှန်တာပေါ့ तू ကစီးပွားရေးစံမြင်တယ်ဆိုတော့ဟိုက तू က citizen ဆိုတာအထက်ကိုသူ့ရဲ့ customer လို့ तू မြင်ရမယ်လေဘာလို့လဲဆိုတော့ तू ကစီးပွားရေးစံလုပ်မယ်လို့ तू ပြောပြီးသားဟုတ်အဲ့တော့ဒါကိုဆိုလိုတာအဲ့တော့ तू ကပြောတာเนาะအဲ့တော့အဲ့တွက်ကြောင်းမလို့ဘာဖြစ်လာမလဲဆိုတာတစ်ချက်ကြည့်လိုက်အောင်အဲ့တော့၎င်းဟာပြည်သူဝန်ဆောင်မှုလုပ်ငန်းတွေနဲ့ဆက်နေတော့အများပြည်သူနဲ့ဆိုင်မှုเนาะဆိုင်မှုနဲ့ပူးတွဲပိုင်ဆိုင်မှုရဲ့သဘောတဘာဝကိုတဲ့ညှော့နှဲစေပါတယ်တဲ့ညှော့နှဲစေပါတယ်တဲ့เนาะအဲ့တော့public ရဲ့သဘောတရားကိုသူကညှော့နှဲစေတယ်ဒါကိုဆိုလိုတာเนาะပြည်သူလူထုဆိုတဲ့သဘောတရားအတက်ကိုကုမ္ပဏီတစ်ခုရဲ့ customer လို့မျိုးသွားမြင်တယ်အဲ့ဒီconsequences လေးတစ်ခုတော့ရှိတယ်အဲ့တော့ဒီ new public management အယူဆတွေကစွမ်းဆောင်ရည်နဲ့ထုတ်လုပ်မှုတွေကိုဟိုပေါ့เนาะခုနကပြောသလိုမျိုးတန်းတူညီမျှမှုเนาะနဲ့တရားမျှတမှုနဲ့ဒီမိုကရေစီအပါအဝင်တဲ့ဒီမိုကရေစီအပါအဝင်ပေါ့နော်တရားကိုပြောတာခုနကကျွန်တော်တစ်ချက်ဟိုဘက်ကိုရောက်သွားလို့အဲ့တော့ဒီမိုကရေစီတာဝန်ယူမှုအပါအဝင်စံနှုန်းများအပေါ်မှာအခြေခံတယ်နောက်တစ်ခုကကာလရှည်ကြာအမြင်ဖြစ်တဲ့เนาะအများပြည်သူနဲ့သက်ဆိုင်တဲ့ဝန်ဆောင်မှုတွေအဲ့တော့အဲ့ဒါတွေကဘာတွေလဲဆိုတော့တရားဥပဒေစိုးမိုးရေးနိုင်ငံတော်ကာကွယ်ရေးเนาะအဲ့ဒါတွေထက်ကိုပြည်သူ့ရေးရာစီမံခန့်ခွဲမှုပုံစံအသစ်မှာကြတော့အဲ့တော့ဒီ annual ပေါ့เนาะဟိုခုနကပြောသလိုမျိုး annual budgetary cycle ရ3မှန်းချေလို့ခေါ်တာပေါ့နှစ်ပတ်လည်းရ3မှန်းချေငွေစင်းနဲ့ကာလတိုအလုပ်ဖြစ်မြောက်မှုကိုပိုလေးထားတယ်အဲ့တော့ဒါကတော့ new public management မှာတော့ခုနကပြောသလိုမျိုးဒီတရားဥပဒေစိုးမိုးရေးတို့နိုင်ငံတော်ကာကွယ်ရေးတို့အဲ့ဒီအပိုင်းတွေထပ်ကိုသူကဒီခုနကပြောသလိုမျိုးသူဈေးကွက်နဲ့ပို့ပြီးပတ်သက်မှုများတဲ့ area တွေကိုတော့ပို့ပြီးအာရုံစိုက်တယ်အဲ့ဒီဟိုပါပေါ့အဲ့ဒီအယူဆအဲ့ဒီဟိုပါပေါ့နီလန်ကအဲ့တော့ new public management မှာเนาะဒီ public manager တွေပေါ့ public manager တွေဒါနောက်တစ်ခုဖြစ်သွားပြီ
တော့ public manager တွေကိုသူကဒီ entrepreneurs တွေဖြစ်ဖို့ကအရေးကြီးဆုံးပဲအဲ့ဒါကိုဦးစားပေးတာပထမဖြစ်ပြီးတော့ပြည်သူဝန်ထမ်းဖြစ်ရင်ငါတော့ second အနေနဲ့ပဲအဲ့တော့ဆိုလိုတဲ့သဘောက तू ကဒီလုပ်ငန်းတွေကို efficient ဖြစ်ချင်တယ် effective ဖြစ်ချင်တယ်เนาะပြည်သူလူထုရဲ့သဘောဆန္ဒနဲ့တသားတည်းဖြစ်ချင်တယ်ပြည်သူလူထုကဒီလမ်းကိုကောင်းနေတယ်မြန်ကောင်းအောင်လုပ်ပေးမယ်ပြည်သူလူထုကဒီတရားကိုခုနပြောလိုမျိုးရှိစေချင်တယ်ဒီနေရာမှာအသက်အဲ့တော့ဒါကိုမြန်ဖောက်ပေးတယ်အဲ့လိုမြန်ဖောက်အောင်ဖြစ်ဖို့အတွက်က budget တွေလေလွင့်နေအောင်လုပ်ငန်းကိုမြန်ပြီးမြောက်အောင်လုပ်ငန်းဝင် NAR တွေကင်းအောင် professional ဆန်တကယ်ကုမ္ပဏီတစ်ခုလိုလုပ်တာ new public management ပဲအဲ့တော့အဲ့ဒါကိုလို့လုပ်တဲ့နေရာမှာသူကဒီပြည်သူ့ရေးရာ manager ဆိုတာအမှန်တော့ဒီနေရာမှာတော့ဒါထင်သာမြင်သာရှိအောင်ပြောမယ်ဆိုလို့ရှိရင်တော့ဒါဝန်ထမ်းကိုပဲပြောတာဝန်ထမ်းမှာဆိုလဲကျွန်တော်တို့ကပြောမယ်ဆိုလို့ရှိရင်ခုနကပြောထားပါတော့ဗျာပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်း engineer AE ပေါ့ဒီလိုမျိုးလူမျိုးကိုသူတို့သုံးတာအထက်ကိုengineer တွေပေါ့နော်ဟိုခုနကပြောဆိုမျိုး AE ဒါ chief engineer something like that ဒါမျိုးတွေကိုသုံးတာအထက်ကိုသူကတကယ် professional เนาะအပြင်မှာဒီလစာများနဲ့ခုနကပြောလို့သူ့ရဲ့စွမ်းဆောင်ရည်နဲ့ outcome ကိုလေးထားပြီးတော့မှတကယ်ရွေးချယ်ပြီးတော့ဟို professional ဆန်လုပ်တဲ့ company engineer တွေဟုတ်လားညာသားတွေပါကောင်းပါနိုင်တယ်ဒါတွေကိုငှားပြီးတော့သူလုပ်တာဒါကိုပြောတာအဲ့တော့ဆိုလိုတဲ့သဘောကဆိုရဆန်သမားတွေကိုအားမပေးဘူး professional ဆန်လုံးမဲ့ဒီ manager တွေပေါ့ဒီ resources human resources တွေကိုသူက encourage လုပ်တာဒါကိုဆိုလိုတာပါအဲ့တော့ပြည်သူ့ရေးရာစီမံခန့်ခွဲမှုပုံစံအသစ်နဲ့ပြည်သူ့ဝန်ဆောင်မှုအသစ် the new public service เนาะ NPS response to NPM ပြည်သူ့ရေးရာစီမံခန့်ခွဲမှုနဲ့ပတ်သက်တဲ့ကျွန်တော်တို့ပညာရေးဆိုင်ရာဆွေးနွေးမှုကိုမိတ်ဆက်ပေးခဲ့တဲ့ Janet เนาะဘလိုတန်ထွက်လဲ Janet and Robert Dunhat ဒီလိုပဲထွက်လိုက်တယ်เนาะအဲ့တော့အစိုးရစီးပွားရေးလုပ်ငန်းတစ်ခုကဲ့သို့မလုပ်ဆောင်သင့်ကြောင်းအခိုင်အမာပြောဆိုပါတယ်အဲ့တော့ပညာရှင်တွေရဲ့သူ့ရဲ့ argument တွေကလာပြီအဲ့တော့ပြည်သူ့ရေးရာစီမံခန့်ခွဲမှုကိုလုပ်တဲ့နေရာမှာအဲ့လိုစီးပွားရေးဆန်ကြီးသွားလုပ်လို့မရဘူးเนาะခုနကပြောသလိုမျိုးအစိုးရကဲ့သို့ပဲဆောင်ရွက်တဲ့နယ်လို့ဒီပညာရှင်2ယောက်ကသူတို့က argue လုပ်တယ်เนาะ discourse ပေါ့ဒီနေရာမှာတော့သူ discourse လို့သုံးတယ်เนาะအဲ့တော့ introduction to the public administration discourse သူတို့ကိုယ်တိုင်ဟိုကလည်းဒီ public administration နဲ့ပတ်သက်တဲ့ scholar တွေဖြစ်တယ်အဲ့တော့သူတို့ကအဲ့ဒီပညာရှင်2ယောက်ကတော့အဲ့လိုပြောတယ်အဲ့တော့အဲ့ဒီစားတဲ့ democracy တခုကဲ့သို့ပဲစီမံခန့်ခွဲတယ် rather it should be run like a democracy ဒါ democracy စနစ်အတိုင်းပဲစီမံခန့်ခွဲသင့်ပါတယ်တဲ့သူတို့ကတော့အဲ့လို argue လုပ်တယ်เนาะနောက်တစ်ခုကကြတော့ကျွန်တော်တို့စီးပွားရေးစွမ်းဆောင်ရည်ကိုအကဲဖြတ်ခြင်းအတွက်အရေးကြီးဆုံးစံသတ်မှတ်ချက်များမှာတဲ့နော်အစိုးရအရာရှိများရဲ့လှုပ်ဆောင်မှုဟာအုပ်ချုပ်ရေးလုပ်ငန်းစဉ်တွင်နိုင်ငံသားများကိုမြည်မြထိရောက်စွာပါဝင်စေခဲ့ပြီးပြည်သူလူထုရဲ့အကျိုးစီးပွားကိုဖော်ဆောင်ခဲ့သည်ကိုစမ်းစစ်ရန်ဖြစ်တဲ့တဲ့နော်အဲ့တော့ तू ကဆိုလိုတဲ့သဘောကအဲ့လိုမျိုးစီးပွားရေးစွမ်းဆောင်ရည်တွေကိုအကဲဖြတ်တဲ့နေရာမှာဒီလိုမျိုးစီးပွားရေးဆန်ကြီးပြင်ပ resource တွေကိုနဲ့အစားထိုးပလိုက်ပြီးတော့တကယ်စီးပွားရေးဆန်ကြီးပြည်သူလိုမြင်တယ်ဆိုတာထက်ကိုယ့်ကုမ္ပဏီရဲ့ customer လိုမြင်တဲ့အယူဆအစားဒီအစိုးရအရာရှိတွေရဲ့လှုပ်ဆောင်မှုကိုသူကပို့ပြီးတော့စမ်းစစ်တဲ့တဲ့ဆိုလိုတဲ့သဘောကဒီအစိုးရအရာရှိတွေကရည်ချင်းရှိလားမရှိဘူးလားပေါ့အပြင် professional တွေနဲ့ဘာကွာခြားမှုရှိလဲပေါ့အဲ့တော့သူတို့ကလိုအပ်ချက်တွေရှိနေလားနော်နောက်တစ်ခုကသူတို့ရဲ့စွမ်းဆောင်ရည်တွေကပြည်သူလူထုရဲ့အကျိုးစီးပွားကိုဘယ်လောက်ထိရောက်ဖော်ဆောင်နိုင်လဲပေါ့ဒါကိုစမ်းစစ်ဖို့ပဲဖြစ်တဲ့တဲ့အဲ့တော့ဆိုရရဲ့စွမ်းဆောင်ရည်မြန်မာမှုကိုပဲလောက်ရမယ်တဲ့ဒီမိုကရေစီစနစ်မှာဒီကုမ္ပဏီကြီးကိုသူဆိုလိုတဲ့သဘောကတော့
ခုနကပြောသလိုမျိုးဟိုပါပေါ့လုံးလုံးကြီးဒီလိုမျိုး private sector ကိုပေးလိုက်တယ်ဆိုတာမျိုးကတော့ဟိုပါပေါ့ဆိုတာအထက်ကိုဒီဟိုပါပေါ့ဆိုရရာရှိတွေရဲ့လှုပ်ဆောင်မှုကိုပို့ပြီးတော့ improve ပြအောင်လုပ်သင့်တယ်ပေါ့ဒီလိုပြောတာပါအဲ့တော့ပြည်သူ့ဝန်ဆောင်မှုအသစ်အဆိုရတော့ပြည်သူလူထုရဲ့ယုံကြည်စိတ်ချရမှုတိဆောက်ခြင်းနဲ့เนาะ public trust ကိုပြောတာအင်းနဲ့ထိန်းသိမ်းခြင်းဟာထိရောက်မှုများရရှိထိရောက်မှုများရရှိစေရတဲ့ပို့ပြီးတော့လိုအပ်တယ်တဲ့အဲ့တော့ခုနကလုပ်ငန်းတွေအောင်မြင်တယ်ထိရောက်တယ်ဆိုတာအရေးကြီးပါတယ်เนาะထိန်းသိမ်းတယ်တိဆောက်တယ်ဟိုပါပေါ့လုပ်ငန်းတွေထိရောက်မှုထက်ကိုပြည်သူလူထုရဲ့ယုံကြည်မှုကိုရရှိအောင်တိဆောက်ဖို့ကပိုအရေးကြီးတယ်တဲ့ဆိုရတဲ့ဒီပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းတွေကိုဆောင်ရွက်တဲ့နေရာမှာပြည်သူလူထုရဲ့ယုံကြည်မှုရဖို့ကနော် public trust ကပိုပြီးလိုအပ်တယ်တဲ့ဆိုလိုတာကတော့ပြည်သူ့ရေးရာစီမံခန့်ခွဲမှုပုံစံအသစ် new public management မှာအစိုးရကိုစီးပွားရေးလုပ်ငန်းလို့မလုပ်နဲ့လို့ပြောတာမဟုတ်ဘူးလုပ်ဒါပေမဲ့တစ်ချိန်တည်းမှာပဲအစိုးရပြုပြင်ပြောင်းလဲရေးကိုလည်းလုပ်ဖို့ဖြစ်ပါတယ်တဲ့เนาะဒီဟိုပါပေါ့ခုနပြောသလိုမျိုးဟိုပါပေါ့ဒီ government reform ကိုပြောတာ government reform ကိုလည်းလုပ်ရမယ်တဲ့အဲ့တော့ပြည်သူ့ရေးရာစီမံခန့်ခွဲသူတွေကတဲ့ပြည်သူတွေကို public administrator တွေเนาะကိုယ့်ရဲ့ customer တွေလို့ဆက်ဆံတာနိုင်ငံသားတွေရဲ့လိုအပ်ချက်ကိုတာဝန်သိသည့်ဖြည့်ဆည်းဖို့တင် जा ပေးတဲ့သဘောတော့မဟုတ်ဘူးတဲ့မှန်တာပေါ့ကုမ္ပဏီဝန်ထမ်းကကုမ္ပဏီမန်နေဂျာတယောက်ကုမ္ပဏီဝန်ထမ်းက तू ကကုမ္ပဏီဝန်ထမ်းတယောက်ကုမ္ပဏီမန်နေဂျာတယောက်လိုပဲတွေးမှာကိုကုမ္ပဏီအမြဲရဖို့ကိုအချိန်တန်လာတာနဲ့ bonus ကောင်းကောင်းရဖို့ကို performance ကောင်းလေကိုယာရုတက်ဖို့ဒါပဲစဉ်းစားမှာအဲ့တော့အစိုးရဝန်ထမ်းဆိုတာတော့ဒီလိုတော့မဟုတ်ဘူးဒါကို तू ကဆိုလိုတာအဲ့တော့အစိုးရဝန်ထမ်းဆိုရဲသဘောတရားဟိုက तू ကနိုင်ငံသားတွေရဲ့လိုအပ်ချက်ကိုတာဝန်သိသိဖြည့်ဆည်းပေးဖို့တဲ့အဲ့တော့ကုမ္ပဏီမန်နေဂျာနဲ့မတူဘူးအစိုးရဝန်ထမ်းအစိုးရအရာရှိတွေရဲ့သဘောတဘာဝအဲ့တော့အဲ့ဒီရဲ့ကွာခြားချက်ကိုသူကပြောတာပေါ့အဲ့တော့နောက်တစ်ခုကကြတော့ဝန်ဆောင်မှုပြည်သူ့ဝန်ဆောင်မှုအသစ်ကတဲ့အဲ့တော့ပြည်သူ့ဝန်ဆောင်မှုအသစ်ကတဲ့ဒီဟာလေးကိုပြောတာဒီဟာလေးကိုပြောတာ NPS အဲ့တော့ပြည်သူ့ဝန်ဆောင်မှုအသစ်ကစီးပွားရေးလေးထားတွေဖြစ်တဲ့ကိုကျိုးစီးပွားเนาะဟိုကိုကျိုးစီးပွားဗဒါနကိုကျိုးစီးပွားကိုဗဒါနဖြစ်မှုရှင်ပြိုင်မှုဈေးကွက်နဲ့စွန့်ဦးတည်ထွင်စိတ်သက်ရှိသူများကိုအစိုးရတွန်းအားပေးလက်ခံကျင့်သုံးမှုပေါ်မှာမေးခွန်းထုတ်တယ်တဲ့နော်အဲ့တော့နောက်တစ်ခုကအဲ့လိုမျိုး तू ကစီးပွားရေးဆန်ဆန်လုပ်လိုက်တဲ့အချိန်မှာတစ်ချက်ကဘာလေးတွေကောင်းတဲ့ချက်တွေလည်းရှိသလိုတစ်ချက်ကဘာလေးတွေပြန်ဖြစ်သွားလဲဆိုတော့ဒီပူပေါင်းပါဝင်မှုเนาะပူပေါင်းပါဝင်မှုတို့เนาะဆွေးနွေးမှုတွေနောက်တစ်ခါเนาะ deliberation တွေ government leadership တွေเนาะ leadership တွေနောက် expertise တွေเนาะကျွမ်းကျင်မှုတွေတရားမျှတမှုနဲ့ညီမျှမှုတွေเนาะ justice နဲ့ equality is minimized or lost ပျောက်ဆုံးသွားတယ်ဒါမှမဟုတ်လို့ရှိရင်အရန်ဟိုနည်းသွားတယ်เนาะအဲ့ဒါကိုဆိုလိုတာပါအဲ့တော့ပြည်သူ့ဝန်ဆောင်မှုအသစ်ကအဲ့ဒါကိုတော့အဲ့ဒီပိုင်းလေးတွေမှာတော့သူကအားနည်းသွားစေတယ်လို့တော့သူကဆိုလိုတာပေါ့เนาะအဲ့တော့နိုင်ငံသားတွေဟာအစိုးရကိုယုံကြည်စိတ်ချမှုရှိဖို့ဆိုလို့ရှိရင်အစိုးရဖွဲ့စည်းတွေကတာဝန်ယူမှုအပြည့်ရှိတယ်လို့လက်ခံနိုင်ဖို့လိုတယ်လို့ပြည်သူ့ဝန်ဆောင်မှု NPS ကဆိုပါတယ်တဲ့အဲ့တော့ public trust ကိုလိုချင်ရင်အစိုးရအဖွဲ့အစည်းတွေကတာဝန်ယူမှုအပြည့်ရှိရမယ်တာဝန်ယူမှုရှိတယ်ငါတို့အစိုးရတာဝန်ယူမှုအပြည့်ရှိတယ်ဆိုတာကိုပြည်သူလူထုလက်ခံနိုင်ဖို့လိုတယ်စူးစမ်းဖို့လိုတယ်ဒါကိုဆိုလိုတာပါနောက်တစ်ခုကပြည်သူ့ဝန်ဆောင်မှုအသစ်ဆိုတာဟာစိုးရရဲ့ရိုးရာအစဉ်အလာ bureaucracy စီမံခန့်ခွဲမှုရဲ့
ယူဆချက်များနဲ့အလေးအကျင့်များမှလည်းခွဲထွက်နေပါတယ်အဲ့တော့အဲ့လိုပြောလိုက်လို့မလို့အစိုးရဆန်ကြီးမလို့မရှုပ်မပြုတ်လောက်ရမလားဆိုတော့လေအဲ့လိုလည်းမဟုတ်ဘူးလောက်ရမယ်ခုနကပြောတဲ့ PPP public private partnership joint venture bid operated transfer ဒါတွေသုံးလို့ရတယ်သို့တော်လည်းပဲကုမ္ပဏီဆန်တော့လုပ်လို့မရဘူးသူကဆိုလိုတဲ့သဘောကအစိုးရရဲ့သဘောတဘာဝကိုကနေပြီးတော့တွေးဖြီးလို့မရဘူးเนาะပြည်သူလူထုရဲ့အကျိုးစီးပွားပြည်သူလူထုရဲ့ယုံကြည်ချက်ပြည်သူဒီဒါဗราဏဆိုတဲ့concept ကနေတော့တွေးဖြီးလို့မရဘူးဒါကိုဆိုလိုတာပါအဲ့တော့ဒီမှာတော့သူကဘာပြောထားလဲဆိုတော့စကားပြောလေးတွေပါပါတယ်ထင်တယ် okay no we can လို့ yes we can လို့ဆိုတာဟုတ်ကဲ့ကျွန်တော်တို့ဒီဝန်ဆောင်မှုကိုပေးနိုင်ပါတယ်ဒါမှမဟုတ် sorry ကျွန်တော်တို့ဒီဝန်ဆောင်မှုကိုမပေးနိုင်ပါဘူးဆိုတော့เนาะ traditional အစိုးရတရက်ရဲ့เนาะဒီတမယိုးကြရှေးရိုးစင်လာကြီးရှေးရိုးဆိုတဲ့အစိုးရတရက်ရဲ့စင်ကြီးတရက်ထက်ကိုပြည်သူ့ရေးရာစီမံခန့်ခွဲသူတွေကိုအစိုးရဘာလုပ်ပေးသင့်တယ်ဘယ်လိုလုပ်ပေးသင့်တယ်ဆိုတာတွေကိုနော်ပြည်သူနဲ့တသားတဲ့လောက်ကင်သိရှိနားလည်ပြီးတော့နိုင်ငံသားတွေရဲ့လိုအပ်ချက်တွေနဲ့ဖြစ်ချင်တာတွေကိုတာဝန်ယူမှုရှိဖို့အားပေးပါတယ်တဲ့အဲ့တော့ဒါတွေကတော့တကယ်ကတော့ဒါဒီမိုကရေစီရဲ့ characteristic တွေပါပဲเนาะအဲ့တော့သူကလည်းဒါ new ဆိုတဲ့အတွက်ကြောင့်မလို့ဒါရှေးဦးဆိုတဲ့တမယိုးကြဒါဟိုအစိုးရဝန်ဆောင်မှုလုပ်ငန်းတွေမဟုတ်ဘူးအဲ့တော့သူကလည်း new လို့ဆိုထားတဲ့အတွက်သူကအသစ်သောယူဆတဲ့ theory တွေနဲ့သွားတဲ့သွားတဲ့သဘောပေါ့နော်အဲ့တော့အခုလိုမျိုးတဲ့နောက်တစ်ချက်ကပြည်သူနဲ့ပူးပေါင်းဆောင်ရွက်မှုအပေါ်လေးထားမှုဟာပြည်သူများရဲ့တိုင်ပင်ဆွေးနွေးမှုအပေါ်မှာအခြေခံပြီးတော့မှနော်အခြေခံပြီးတော့မှဆုံးဖြတ်ချက်ချတဲ့ဒီမိုကရေစီ theory ကမြေပြားခံလာတယ်လို့ဆိုနိုင်ပါတယ်ခုနကကျွန်တော်ပြောတဲ့အတိုင်းပဲလေဒါဒီမိုကရေစီ theory ကနေပဲလာတာအဲ့တော့ဒါပြည်သူရဲ့ဆန္ဒအတိုင်းပဲသွားတာ deliberation ဆိုတာလည်းဒါခုနကပြောသလိုပြည်သူလူထုရဲ့တိုင်ပင်ဆွေးနွေးမှုတွေဟလာပြည်သူစံနာအရဒါကိုပြောတာပါအဲ့တော့ deliberative democracy ရဲ့သဘောဟာပြည်သူရေးရာမူဝါဒနဲ့အခြားစုပေါင်းပြည်သူလှုပ်ရှားမှုပုံစံများအတွက်တရားဝင်မှုဖြစ်စေရန်မဲပေးခြင်းမျှတာမဟုတ်ပဲစစ်မှန်တဲ့ဆွေးနွေးမှုကိုရရှိစေရန်အတွက်အများရဲ့သဘောတူညီချက်ကိုအခြေခံပါတယ်တဲ့အဲ့တော့ဆိုလိုတဲ့သဘောက deliberative democracy ရဲ့သဘောကတော့ဒီလိုပဲမဲပေးလိုက်တယ်စိုးရဖြစ်သွားတယ်ဒီလိုပဲပြည်သူလူထုရဲ့ခုနကပြောလိုမျိုးရွေးကောက်ပွဲမတိုင်ခင်တော့ကတော့တမျိုးဒီ campaign ကာလတွေမှာနောက်တကယ်အစိုးရလည်းဖြစ်လာရောပြည်သူလူထုရဲ့ဆန္ဒကိုလစ်လျူရှုတဲ့သဘောတွေဒါတွေမဟုတ်ဘူးသူကတကယ်စစ်မှန်တဲ့ဆွေးနွေးမှုကိုရရှိစေရန်အတွက်အများရဲ့သဘောတူညီမှုတကယ်ကြီးကိုစစ်မှန်ကြီးတကယ်ဟိုးအောက်ခြေကြဆုံးပြည်သူလူထုရဲ့ဆန္ဒနဲ့ဟိုးအထက်က decision making ရဲ့သဘောတရားနဲ့အားလဲအများအား synchronize ဖြစ်နေရမယ်အဲ့ဒီသဘောကိုသူကပြောတာအဲ့ဒါကိုအခြေခံတာအဓိကပဲအဲ့ဒါအဲ့တော့ deliberative democracy စနစ်ရဲ့ပုံစံတွေကနိုင်ငံသားများရဲ့နော်အကျိုးစီးပွားများအတွက်တဲ့လူထုဆုံးဖြတ်ချက်ချခြင်းနဲ့လူထုဝန်ဆောင်မှုမှာပုံမကျယ်ပြန့်စွာနဲ့နှက်ဆိုင်စွာကိုစားပြုကြောင်းတေချာစေရန်နော်တေချာစေရန်နီလန်းများနီလန်းများဖြစ်ပါတယ်တဲ့ခဏလေးကျွန်တော်တစ်ချက်အချိန်ကြည့်မယ်ဆိုတော့48မိနစ်ကဲအဲ့တော့ဒီနေ့ဗီဒီယိုလက်ချာကတော့ကျွန်တော်အချိန်လေးကိုတစ်ချက်ကြည့်လိုက်တဲ့အခါမှာအခု48မိနစ်ရှိပြီဆိုတော့တိတ်ပြီးတော့အချိန်ကနည်းတယ်ပေါ့နော်နည်းတယ်အကြောင်းအရာဆုံးနေခုနကျွန်တော်ကလည်းလိုအပ်မဲ့ထင်တာလေးတွေကိုကျွန်တော်ဟို Google ခောက်တာနဲ့ပါနေဆိုတော့အခုမှစာမျက်နှာဟိုပါပေါ့နှစ်ပဲရှိသေးတယ်ဆိုတော့လေအဲ့တော့ဒီ letter ကတော့နည်းနည်းလေးစိတ်ဝင်စားဖို့လည်းကောင်းတယ်ရေးလည်းကြည့်တယ်သုံးလည်းဝင်တော့ကျွန်တော်တနာရီရဲနဲ့တော့ပြတ်ချင်မှပြတ်မယ်အဲ့တော့ဒီ letter ကိုကျွန်တော်နှစ်ပိုင်းခွဲပြီးတော့ပို့ချဖို့တော့များတယ်ပေါ့အဲ့တော့တက်နိုင်လောက်တော့သွားလိုက်အောင်အနည်းဆုံးတော့9မျက်နှာလောက်တော့ပြီးအောင်အဲ့တော့ deliberative democracy အကြောင်းကိုကျွန်တော်တို့ပြောနေတော့ပြည်သူလူထုအနေနဲ့မူဝါဒတွေပေါ့နော်ဒီ policy တွေနဲ့အစီအစဉ်တွေကိုပုံဖော်တဲ့နေရာမှာကူညီပေးဖို့ပါဝင်ကြတာတဲ့ပါဝင်ကြတာဖြစ်တယ်အဲ့တော့ပြည်သူဝန်ဆောင်မှုအသစ်ကအားဖြည့်ပေးခဲ့တဲ့ပူးပေါင်းဆောင်ရွက်မှုပုံစံအရ
ပူပေါင်းဆောင်ရွက်မှုပုံစံအရာတဲ့ပြည်သူ့ရေးရာစီမံခန့်ခွဲမှုပြည်သူ့ရေးရာစီမံခန့်ခွဲသူများအနေနဲ့နော်ဘလို့ပဲထိရောက်စွာပြုလုပ်ပါစေဝန်ဆောင်မှုများပေးခြင်းတက်ပိုပြီးလှုပ်ဆောင်ရမယ်တဲ့နော်အဲ့တော့ဘာတွေကိုလုပ်ရမလဲဆိုတော့ဝန်ဆောင်မှုများပေးတာထက်ကိုပိုပြီးလုပ်ရမယ်ဒီ new public management ကကြတော့ဒီဟာကိုဒါပါတော့ဒီဘဏ်လုပ်ငန်းကိုဝန်ဆောင်မှုပေးတယ်အစိုးရဘဏ်လုပ်ငန်းကိုဝန်ဆောင်မှုပေးတယ်ဆိုအဲ့ဘဏ်လုပ်ငန်းတစ်ခုတည်းနဲ့သူကမရတော့ဘူးဒီလိုဆိုလို့တာလမ်းဖောက်ဆိုလမ်းဖောက်ရုံတစ်ခုတည်းနဲ့မရတော့သူကဘာတွေပါလာလဲဆိုတော့စိတ်ဆက်ညီနိုင်ခြင်းဒါမှမဟုတ်ရင်ဂျားဝင်ထန်ပြခြင်းကဏ္ဍကိုလည်းဆောင်ရွက်ရမယ်တဲ့ they must also take and facilitating နော်conciliating or mediating role တဲ့ဒါတွေယူရမယ်နောက်တစ်ခုကအောက်တွင်ပေါ်ပြတဲ့အရာမှာကျွမ်းကျင်မှုအသစ်တွေလိုအပ်တဲ့အခန်းကဏ္ဍအသစ်တွေဖြစ်တယ်တဲ့အဲ့ဒါတွေကဘာတွေလဲဆိုတော့စီမံခန့်ခွဲသူတွေဟာနော်စီမံခန့်ခွဲရေးဆိုင်ရာများအပြင်စေစပ်ညီနိုင်ဆွေးနွေးခြင်းနဲ့ပရိပခညီနိုင်ခြင်းစတဲ့ကျွမ်းကျင်မှုတွေကိုသင်ယူလေ့လာရန်လိုအပ်ပြီးတော့ထိရောက်မှုအတွက်တမယိုးကြစူးစမ်းနေမယ်အစားတာဝန်ယူမှုနဲ့ရေရှည်တည်တံ့ရန်နော်ရေရှည်တည်တံ့ရန်ကိစ္စရပ်များကိုတဲ့အာယုံဆိုင်ဖို့လိုအပ်ပါတယ်တဲ့နော်အဲ့တော့နောက်တစ်ခုကပြည်သူဝန်ဆောင်မှုအသစ်ရဲ့မူပေါင်းပေါ်မှာအခြေခံပြီးတော့ဒန်ဟတ်ဆိုတာခုနကပြောခဲ့တဲ့ပညာရှင်က scholar ကပြည်သူ့ရေးရာစီမံခန့်ခွဲမှုလုပ်ငန်းကိုလမ်းညွှန်ဖို့အတွက်စီးမြင်9ခုကိုအကြံပြုခဲ့ပါတယ်တဲ့နော်7 principle ရှိတယ်အဲ့တော့အဲ့ဒါတွေကဘာတွေလဲဆိုတော့ချက်ကြည့်လိုက်အောင်ပြည်သူအမှုရန်တွေရဲ့အဓိကအခန်းကဏ္ဍတွေကနိုင်ငံသားတွေကိုထိန်းချုပ်နိုင်ရန်နဲ့နော်နိုင်ငံသားတွေကိုပြည်သူတွေကိုထိန်းချုပ်နိုင်ရန်ဒါမှမဟုတ်လို့ရှိရင်လူအဖွဲ့အစည်းကိုဥတီချက်အသစ်များစီကိုရောက်အောင်ပဲ့ကင်ပေးရန်ထက်တယ်၎င်းတို့ရဲ့ကိုယ်ပိုင်အကျိုးစီးပွားကိုရယူနိုင်စေရန်ကူညီပေးခြင်းဖြစ်တယ်သူက support ပဲပေးခိုင်းတာသူကသွားပြီးတော့ဒီပြည်သူလူထုကိုသွားပြီးတော့ခုနပြောသလိုမျိုးဒီမှာသုံးထားတာက primary role of the public servant ဆိုတော့ဒါမြန်မာလိုပြောလိုက်ပြန်လိုက်မယ်ဆိုတော့ကျွန်တော်တို့အားလုံးသိတဲ့အတိုင်းပဲလေသူ့ရဲ့အသုံးတော့ဒါလည်း public servant ဆိုတာလည်းဒါသူ့ရဲ့အင်္ဂလိပ်သုံးတော့အမှန်ပဲအဲ့တော့ဆိုလိုတဲ့သဘောကပြည်သူလူထုကိုသူကတွားပြီးတော့ထိန်းချုပ်လို့မရဘူးဟိုဟာလို့ပါဒီဟာမလို့ပါကန့်သက်လို့မရဘူးเนาะခုနပြောလို့တွားပြီးပဲ့ပြန်တာတွေdirection လမ်းညွှန်ချက်တွေတွားပေးတာတွေအထက်ကိုပြည်သူလူထုရဲ့အကျိုးစီးပွားကိုပဲသူဦးစားပေးရမယ်သူက support ပေးရမယ်သူက facilitate လုပ်ပေးရမယ်เนาะဒါကိုပြောတာအဲ့တော့ဆိုလိုတဲ့သဘောကငါအစိုးရအရာရှိပဲခုနပြောလို့မျိုးငါကဒါရိုက်တာကြီးပဲညွှန်ကြားရေးမှူးကြီးပဲငါကညွှန်ကြားရေးမှူးချုပ်ကြီးပဲဆိုပြီးတော့တွားပြီးတော့ပြည်သူလူထုကိုခင်ဗျားတို့ကဟိုဟာလုပ်ပါဒီဟာမလုပ်ပါနဲ့ဘလို့လုပ်ပါလို့တွားပြီးတော့အမိန့်တွေအာဏာတွေနဲ့တွားလုပ်လို့မရဘူးသူကဒီထဲမှာအဲ့လိုတဲ့တယ်ပဲပြောထားတယ်သူကကူညီရမှာပြည်သူလူထုရဲ့ interest ကိုကူညီရမှာကိုကအစိုးရအရာရှိအစိုးရဝန်ထမ်းမှလုပ်ပြီးဆိုလို့ရှိရင်အဲ့လို mindset မျိုးရှိရเนาะဒါဒီမိုကရေစီနိုင်ငံတွေမှာရှိတဲ့အစိုးရအရာရှိတွေအစိုးရဝန်ထမ်းတွေရဲ့ထားရှိရမယ် mindset ပဲအဲ့ဒါကိုဒီမှာ theory ထဲမှာလည်းသူကဖော်ပြထားတယ်အဲ့တော့ပြည်သူ့ရေးရာစီမံခန့်ခွဲသူတွေဟာပူးပေါင်းဆောင်ရွက်မှုများကိုတီထွင်ဖန်တီးခြင်းပြည်သူ့အကျိုးစီးပွားကိုဦးစားပေးတဲ့အမြင်တွေကိုမျှဝေခြင်းတွေကိုပြုလုပ်ရမယ်ပြည်သူ့ရေးရာစီမံခန့်ခွဲသူများအနေနဲ့เนาะဒါကတော့ public administrator အမှန်တော့ကျွန်တော်ခုနကပြော public administrator ပြည်သူ့ရေးရာစီမံအုပ်ချုပ်ရေးမှုတွေကိုပြောတာပေါ့အုပ်ချုပ်ရေးအတွက်တာဝန်ရှိတဲ့သူတွေကိုပြောတာပါတကယ်တော့စီမံခန့်ခွဲဆိုတာကတော့အမှန်တိုင်းပြောရင်တော့နည်းနည်းဒီ interpretation လေးမှာတော့အဲ့လိုမျိုးလေးတော့ရှိတယ်အဲ့တော့တူးချင်းရဲ့ရွေးချယ်မှုကမောင်းနှင်သောလှင်မှန်တဲ့ဖြည့်ဆည်းခြင်းများကိုဖြည့်ရှင်းရှာဖွေခြင်းတဲ့အကျိုးစီးပွားနဲ့တာဝန်များကိုเนาะမျှဝေဖန်တီးဖို့ရည်ရွယ်ပါအဲ့တော့တူးကောင်းတယောက်ကောင်းလည်းသူကလုံးလို့မရဘူးเนาะ rather than finding quick solution driven by individual choices administrator aim to create share interest เนาะအကျိုးစီးပွားเนาะဒါကျိုးစီးပွားကိုမျှတာမျှဝေပြီးတော့ and share responsibility တာဝန်ကိုလည်းမျှယူမယ်ဒီလိုမျိုး concept မျိုးပို့ပြီးတော့တော့အဲ့တော့ policy နဲ့ program အဲ့တော့ပြည်သူလူထုရဲ့လိုအပ်ချက်တွေကိုဖြည့်ဆည်းဖို့အတွက်မူဝါဒများနဲ့နော်
အဲ့တော့အစီအစဉ်များကိုပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းစဉ်များမှာတဆင့်ထိထိရောက်ရောက်နဲ့တာဝန်ရှိစွာဆောင်ရွက်နိုင်ပါတယ်တဲ့နော်နောက်တစ်ခုကပြည်သူလူထု public interest ကိုပြောနေတာနော် public interest ကိုပြောနေတာအဲ့တော့အကျိုးစီးပွားဟာတူးချင်းရဲ့အကျိုးစီးပွားစုစည်းမှုထက်အပြန်အလှန်ဆွေးနွေးရမှာရရှိလာတဲ့အမျှဝေထားတဲ့တန်ဖိုးတွေရဲ့ရလဒ်ဖြစ်တယ်ဒါကြောင့်အစိုးရဝန်ထမ်းတွေက customer များရဲ့တောင်းဆိုချက်ကိုရိုးရိုးလေးတုံ့ပြန်တင်ပြီးသားမဟုတ်ပဲနိုင်ငံသားများနဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ယုံကြည်မှုတည်ဆောက်ခြင်းအပေါ်မှာနော် building relationships of trust and collaboration with an immense citizen အဲ့တော့ပြည်သူလူထုနဲ့တသားတည်းရှိရမှာဒါကိုပြောပါအဲ့တော့တွားပြီးတော့ကိုကပြည်သူလူထုကိုဒီဝန်ဆောင်မှုပေးမယ်အဲ့တော့ကိုတာဝန်ကြည်ပြီးဥပဒေထဲမှာဒီလိုရှိတယ် policy ထဲမှာဒီလိုရှိတယ်အဲ့လိုမျိုးမဟုတ်ဘဲနဲ့ဒီ public ရဲ့ trust public ရဲ့ယုံကြည်မှုနိုင်ငံသားတွေရဲ့ participation เนาะဒါတွေလိုအပ်တယ် collaboration တွေလိုအပ်တယ်ဒါမှသူကလည်းတိုင်းပြည်တစ်ခုစနစ်တစ်ခုအုပ်ချုပ်ရေးတစ်ခုကအောင်မြင်မှာပေါ့ပြည်သူလူထုပါဝင်မှုမရှိရင်အောင်မြင်နိုင်မှာမဟုတ်ဘူးလေအဲ့တော့ဒါကိုပြောတာသူကပြည်သူလူထုဒါအဓိကပေါ့ဒါကိုဆိုလိုတာပါအဲ့တော့အစိုးရဝန်ထမ်းတွေကဥပဒေနဲ့ဖွဲ့စည်းပုံအခြေခံဥပဒေရရွာစံနှုန်းတွေနိုင်ငံရေးစံနှုန်းတွေကျွမ်းကျင်မှုစံနှုန်းတွေနဲ့နိုင်ငံအကျိုးစီးပွားကိုလည်းစိတ်ဝင်စားရပါအဲ့တော့အစိုးရဝန်ထမ်းဟာနိုင်ငံရေးနဲ့မဆိုင်ဘူးဆိုတာမဟုတ်ဘူးနိုင်ငံရေးနဲ့မပတ်သက်ရဘူးဆိုတာမဟုတ်လုံးဝမဟုတ်ဘူးဘာဖြစ်လို့လဲဆိုတော့ဘာဖြစ်လို့လဲဆိုတော့ဒီ theory အရတကယ်ဖွံ့ဖြိုးတိုးတက်ပြီးဒီမိုကရေစီနိုင်ငံကြီးတွေရဲ့ကျင့်စဉ်တွေအရ practice တွေเนาะဒီတာရကတွေအလေးထားတွေအရဒီ theory အရအဲ့ဒီထက်ပို့ပြီးတော့ခိုင်မာတာကတော့ဒီစာပေတွေသူဒေသနာတွေအရအစိုးရဝန်ထမ်းတွေကသိရမယ်ဘာလို့သိရမလဲဆိုဥပဒေကိုနားလည်ရမယ်သူဖွဲ့စည်းပုံအခြေခံဥပဒေကိုနားလည်ရမယ်နိုင်ငံရေးကိုနားလည်ရမယ်နော်နိုင်ငံရဲ့အကျိုးစီးပွားနိုင်ငံရေးစံနှုန်းတွေကိုနားလည်ရမယ်ဒီမှာသူပြောထားတာရှင်းရှင်းလေးပဲအဲ့တော့ကျွန်တော်အင်္ဂလိပ်လိုထပ်ပြီးတော့ဟိုပါပေါ့ repeat လုပ်လိုက်မယ်နော် public servants must be attentive to more than the market they also must attend to statutory and constitutional law community values တွေ political norms တွေကိုနားလည်ရမယ်ကိုယ်နိုင်ငံရေးစံနှုန်းကဘယ်လိုရှိလဲဒီမိုကရေစီစံနှုန်းတွေနဲ့သွားနေလားဒါမှမဟုတ်လို့ရှိရင်ဒီမိုကရေစီကိုသွေဖီနေတဲ့စံနှုန်းတွေနဲ့သွားနေလားเนาะ community ရဲ့ values ကဘာလဲကိုယ့်ရဲ့ community တန်ဖိုးထားတဲ့ကိုယ့်ပတ်ဝန်းကျင်เนาะကိုယ်နဲ့ဆက်ဆံနေတဲ့ customer ပြည်သူလူထုတန်ဖိုးထားတဲ့စံနှုန်းတွေတန်ဖိုးတွေကဘာတွေလဲเนาะဒါတွေကိုရောခုနကပြောလို့ငါတို့တာဝန်ထမ်းဆောင်နေတဲ့အစိုးရအဖွဲ့အစည်းကလိုက်ပါဆောင်ရွက်ပေးနေလားဒါတွေကိုသိထားဖို့လိုတယ် public servant ဆိုတာနောက်တစ်ခါ professional standard တွေရှိရเนาะတကယ်ခုနကပြောလို့မျိုးเนาะဒီလိုမျိုးခုနကပြောလို့မျိုးလူကြီးခိုင်းလို့ဒါမှမဟုတ်လို့ရှိရင်လည်းခုနကပြောလို့အမိန်ပေးလို့ခုနကပြောလို့မျိုးဝတ္တရားရှိလို့ဝိကြေတန်းကြီးလုပ်တယ်ဒါမျိုးဆိုတာတကူ professional standards တွေနဲ့နောက်တစ်ခုက citizen interest နိုင်ငံသားတွေရဲ့အကျိုးစီးပွားအဲ့ဒါတွေကိုစိတ်ဝင်စားเนาะဆိုရဝန်ထမ်းဆိုအဲ့ဒါတွေကိုစိတ်ဝင်စားအဲ့တော့ဆိုရဝန်ထမ်းတွေကဒါတွေကိုစိတ်ဝင်စားမှုရှိဖို့အထူးပဲလိုအပ်တယ်ဘာဖြစ်လို့လဲဆိုတော့အထူးသဖြင့်ဒီလိုမျိုးရှေးရိုးဆွဲတမယိုးကြဆိုရတဲ့ပုံစံမဟုတ်ပဲနဲ့ new public services new public management เนาะဒီလို့ပုံစံမျိုးနဲ့တွားမယ်ဆိုလို့ရှိရင်တော့အဲ့လိုမျိုးဒါဖြစ်ရအဲ့တော့ပြန်လည်လေးစားမှုကိုအခြေခံရမယ်နောက်တစ်ခါခေါင်းဆောင်မှုကိုဝေမျှယူပြီးတော့ပူးပေါင်းဆောင်ရွက်တဲ့ဆိုရဝန်ထမ်းများပါဝင်တဲ့အများပြည်သူနဲ့သက်ဆိုင်တဲ့အဖွဲ့အစည်းများနဲ့ကွန်ရက်များဟာရေရှည်မှာပုံမှုပြီးတော့အောင်မြင်နိုင်ပါတယ်အဲ့လိုမျိုးရှိမှအဲ့လိုမျိုး mindset ရှိတဲ့ဝန်ထမ်းတွေပါအစိုးရဝန်ထမ်းတွေပါမှသာလျှင်เนาะ
ဒီ public institution ခေါ်တာပေါ့အဲ့တော့ဒါတွေဟာဟိုခုနကပြောသလိုမျိုးရေရှည်မှာတည်တန်းပို့ပြီးတော့အောင်မြင်နိုင်ပါတယ်ပြည်သူ့ဘတ်ဂျက်ကိုမိမိပိုင်ငွေကြေးကဲ့သို့လှုပ်ဆောင်နေတဲ့စွန့်ဦးတီထွင်မန်နေဂျာများထက်တာဝန်ယူမှုရှိတဲ့ပြည်သူ့ဝန်ထမ်းနဲ့နိုင်ငံသားများရဲ့လူ့အဖွဲ့အစည်းပေါ်ဝိုင်းဝန်းကူညီလှုပ်ဆောင်မှုကလူထုရဲ့အကျိုးစီးပွားကိုဖော်ဆောင်နိုင်ပါတယ်တဲ့အဲ့တော့ professional ဆန်တယ်ဆိုပြီးတော့လည်းတို့က professional တွေပဲဆိုပြီးတော့ခုနကပြောလိုမျိုးကိုတာဝန်ပြီးရင်ပြီးရောကိုအလုပ်ပြီးရင်ပြီးရောဒီလိုမျိုးမဟုတ်ပဲနဲ့ကိုက public servant မှာလုပ်ပြီးအစိုးရဝန်ထမ်းအစိုးရအရာရှိမှာလုပ်ပြီးဆိုလို့ရှိရင်တော့ဒီလိုမျိုးကိုကပြည်သူလူထုရဲ့အကျိုးလိုလားတဲ့စိတ်တက်ရှိဖို့အထူးပဲလိုအပ်တယ်ပေါ့ဒါကိုသူကဆိုလိုတာပေါ့အဲ့တော့နောက်တစ်ပိုင်းကတော့ကျွန်တော်တို့ new public governance ကိုတွားမယ် new public governance တဲ့အဲ့တော့ပြည်သူရေးရာအုပ်ချုပ်မှုပြည်သူအုပ်ချုပ်မှုပုံစံအသစ်အဲ့တော့ကျွန်တော်ကြည့်လိုက်တော့ဒီ lecture ကတော့ကျွန်တော်ဒီမှာတင်ကိုတနာရီပြည့်သွားပြီအဲ့တော့တနာရီပြည့်သွားပြီဆိုတော့ video file ရမ်းရှည်သွားမယ်အဲ့တော့ဒီ lecture ကတော့အရေးလဲကြီးတယ်စိတ်ဝင်စားဖို့လည်းကောင်းတယ်တကယ်လဲလက်တွေ့ apply သုံးချလို့လည်းဟိုအရန်ကိုကျိုးရှိတဲ့ lecture ဖြစ်တယ်ပေါ့ပို့ချချက်ဖြစ်တယ်အဲ့တော့တနာရီရဲနဲ့တော့ဘယ်လိုမှမလောက်နိုင်ဘူးအခုမှဟိုပါပေါ့စာမျက်နှာဟိုပါပေါ့4 မျက်နှာပေါ့ဒါနဲ့ဆိုရင်တော့4 မျက်နှာဖြစ်သွားမယ်နော်စာမျက်နှာ4ဖြစ်သွားမယ်သူက new public governance ဆိုတာပြည်သူ့အုပ်ချုပ်မှုပုံစံအသစ်ကိုသူကဟိုဆက်ပြောမှာဆိုတော့ကျွန်တော်ဒီ lecture ကိုကျွန်တော်နောက်ဒီလာမဲ့အခုပြည်သူ့အုပ်ချုပ်မှုပုံစံအသစ် new public governance ကိုတော့နောက်လာမဲ့ video lecture မှာကျွန်တော်ထပ်ပြီးတော့ပို့ချပေးမှာဖြစ်ပါတယ်เนาะအဲ့တော့ဒီနေ့ lecture ကတော့ကျွန်တော်တို့ဘာအကြောင်းလဲဆိုတော့ new public service new public management အကြောင်းပဲဖြစ်ပါတယ်အဲ့တော့နောက် video တစ်ခုမှာပြန်ပြီးတော့စုံတွေ့ကြပါစို့ကျေးဇူးတင်ပါတယ်